လူခွင့်စနစ်တွေအားလုံးနားလည်ကြရတယ်ကျွန်တော်မြန်မာနိုင်ငံနဲ့ဘာလို့မတူကြရလဲအဲ့တော့ဒီဒေတာပေါ့နော်ခြုံပြီးစဉ်းစားကြည့်လို့ရှိရင်မြန်မာနိုင်ငံကဆိုလို့ရှိရင် GDP လို့ခေါ်တဲ့ပြည်တွင်းထုတ်ကုန်အများကြီးရှိပါတယ်ဟုတ်ရှင်းပြောလို့ရှိရင်ဟိုလောက်ချင်တဲ့စိတ်လောက်ကန်နေတဲ့စိတ်ရှိလို့ရှိရင်လောက်တာဟိုကောင်းပါလိမ့်မယ်မိတို့နာမည်တစ်ခုလေးနဲ့တော့ဘာမှလုပ်လို့မရအောင်နောက်နာမည်လည်းပြတ်ပါတယ်ဒါတစ်ခုပဲကျွန်တော်ပန်ကြားချင်ပါတယ်ဘာလို့လဲဆိုတော့ဟိုစကားဆိုတော့လည်းပြောရင်ပေါင်းပါနောက်ပြန်တော့ဖြစ်ရှိမှာဖြစ်ဒါအချင်းချင်းကိုစေဝင်ပြောပြစေစကားမျိုးဆိုတော့ဘယ်နေရာမှာမှမကောင်းပါဘူးဒါလေးတစ်ခုလို့ကျွန်တော်တောင်းပါတယ်ဟုတ်ကဲ့ကျေးဇူးအခုလိုပြောကြားပေးတဲ့တပည့်နဲ့ပြန်ကြားရေးတာဝန်ခံကိုပြစာအထူးကျေးဇူးတင်ရှိပါတယ်ရှင်ဆက်လက်ပြီးအဖွဲ့ဝင်များထဲမှာဆွေးနွေးပေးကြပါရန်ပန်ကြားပါတယ်ရှင်ခုမှပြောကြားပေးပါရန်ပန်ကြားရပါတယ်ရှင်အားလုံးပဲမင်္ဂလာပါကျွန်မကတော့ဒေါ်မာလာကိုစားပြောရတဲ့မတ်တီတူပါအခုမျိုးသမီးရလည်းပတ်သက်ပြီးတော့ကျွန်မအများကြီးလည်းမသိပါဘူးအဲ့လောက်ကိုပဲနည်းနည်းလေးပြောပြစီရှင်အခုကျွန်မတို့နိုင်ငံမှာဆိုလို့ရှိရင်မိန်းကလေးတွေအရင်တော့ဆိုလို့ရှိရင်ပေါ့နော်တမင်းချက်တဲ့မိဘူးတိုက်အဝတ်လျှော်တာတွေနဲ့ပဲအချိန်ကုန်နေတာအခုဆိုလို့ရှိရင်အရန်ကိုတိုးတက်နေပြီမေးတွေမှာရောအင်တာနက်တွေမှာရောကြည့်လိုက်လို့ရှိရင်မိန်းကလေးတွေရောဟဲ့လားအရွယ်ရောက်တဲ့မိန်းကလေးတွေရောလူလက်ပိုင်းတွေရောလူကြီးပိုင်းတွေရောပါအကုန်လုံးကတက်တက်ကြွကြွနဲ့လုပ်နေကြပြီအဲ့တော့အခုဂျပန်မှာရှိတဲ့ဂျပန်မှာမြန်မာမျိုးသမီးရေးအဖွဲ့လည်းရှိရပေါ့နော်ကျွန်မဟိုတလောတော့သွားတက်လိုက်တယ်အရန်ကိုကောင်းပါတယ်ပြောတာဆိုတာတွေရောအကုန်လုံးပေါ့နော်အခုဒီဓမ္မကမှာရှိတဲ့မြန်မာမျိုးသမီးat least 15ရောက်တော့ရှိနေတယ်။ဘာလဲဒီအကုန်လုံးတက်တက်ကြွကြွနဲ့ဟလာအကုန်ကိုတောင်းဝင်ကိုယူပေးပြီးတော့ကျမမှလိုအပ်ချက်ရှိလို့ရှိရင်လည်းထောက်ပြပါကျမအားလုံးပြင်ပြီးတော့တက်တက်ကြွကြွနဲ့လုပ်ပါမယ်လို့ကျမပြောကြရင်းဒီကုန်းချုပ်ပါတယ်ရှင်။ဆက်လက်ပြီးတာဝန်ခံဒါရိုက်တာဦးကိုကိုအောင်မှဆွေးနွေးပြောကြားပေးပါရန်ဖိတ်ကြားပါတယ်ရှင်ဒီခန္ဓာကိုတက်ရောက်လာကြတဲ့ကျွန်တော်ဖွဲ့ဝင်အားလုံးကိုမင်္ဂလာပါလို့ပြောဆက်ပါတယ်မင်္ဂလာပါဒီတော့ဒီနေ့ခန္ဓာမှာကျွန်တော်ဒီမိုကရေစီမဟာမိတ်များဖွဲ့ချုပ်ဓမ္မဖ6နှစ်မြောက်6နှစ်မြောက်ဆိုတာကပြီးခဲ့တဲ့ဇွန်လ12ရက်နေ့က6နှစ်မြောက်ပါတယ်နော်ဒါပေမဲ့ဒီကျွန်တော်တို့ခံစားရတဲ့အချိန်ကြီးရယူရီရဲ့အားမှုပေါ့နော်အဲ့တော့ကျွန်တော် USD ရဲ့တွင်ကိုစံကြီးက9ရက်နေ့ကျွန်တော်တို့ဆိုခါကြတယ်ကျွန်တော်တို့အဲ့တော့ကျွန်တော်တို့အချိန်ကိုကျွန်တော်တို့မနေ့အားတယ်ပေါ့လေအားရခါမှာဒီနေ့ရပါတယ်ပထမတော့ကျွန်တော်ဒီဇွန်လ12ရက်နေ့ကိုလုပ်ချင်တယ်ပေါ့နော်ဒါပေမဲ့အများကတ်တယ်ဒီ9ရက်နေ့မှာစံနေတွေ့လာကြတယ်ဆက်ရောမဟာမလတဲ့အချိန်ကြီးကြားရတယ်ဘယ်လိုပြုလုပ်ခဲ့လဲထို့တူပဲကျွန်တော်ဓမ္မဖကို1989ခုနှစ်ဖေဖော်ဝါရီလ29ရက်နေ့မြန်မာနိုင်ငံတွင်းမှာဖွဲ့စည်းပေါ်မဟာမိတ်17ဖွဲ့နဲ့စတင်တည်ထောင်စဉ်ခဲစဉ်အားစပြီးအခုချိန်ထိဥဆောင်မှုအခမ်းကဏ္ဍနေရာမှာပေးနေတဲ့ကျွန်တော်ရဲဘော်မိုးစစ်ဆောင်နဲ့ကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်။ပြီးတော့ဒီကျွန်တော်အနေနဲ့ဒီနေ့ဒီလာကမှာဆွေးနွေးတင်ပြသွားမယ်ကဏ္ဍနှစ်ခုအနေနဲ့ကျွန်တော်ပြောရအောင်။ပြီးတော့ဒီလာက
မှာတင်ပြဆွေးနွေးမဲ့ခဏတစ်ခုနဲ့ ခမတစ်ခုကတော့မြန်မာနိုင်ငံရေးလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့နိုင်ငံတကာအခြေအနေများကိုကျွန်တော်အနေနဲ့ဆွေးနွေးသုံးသပ်သွားမှာဖြစ်သလိုနောက်တစ်ခုကတော့ကျွန်တော်ဓမ္မပအဖွဲ့အစည်းရေးရမယ်ပတ်သက်ပြီးအဖွဲ့ဝင်အားလုံးရဲ့ရေးရမယ်ပတ်သက်တာကိုကျွန်တော်ဆွေးနွေးသွားမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့အနေနဲ့လုံနိုင်တဲ့တာဝန်တွေရှိပါတယ်။ဒီဟာကဘာလဲဆိုတော့ဒီလိုမျိုးမြန်မာနိုင်ငံအတွင်းမှာဒီမိုကရေစီနဲ့လူ့အခွင့်အရေးရရှိလာအောင်ဦးဆောင်ပြီးတိုက်ပွဲဝင်နေတဲ့ခုနကကိုတီအောင်ဆွေးနွေးသွားတဲ့အချက်တွေကျွန်တော်ဖောင်းပါတယ်ကျွန်တော်ရဲ့လူ့ဘောင်းတော်ပေါင်းဆန်းစုကြည်နိုင်ငံရေးကောင်းဆောင်ပြောပြတာဒါပေမဲ့ကျွန်တော်ရဲ့တော်လိုင်းကောင်းဆောင်အခုချိန်ဒီကိုမေးကိုနိုင်ပါဝင်ပေါ့ဗျာပြောပြပြီးတော့အားလုံးပေါင်းလိုက်ရင်ယုံကြည်ချက်ကြောင့်အကျဉ်းချနေတဲ့နိုင်ငံရေးအခြေအနေထောက်နေတာရှိပါတယ်လို့ရှိတယ်အဲ့တော့ပြည်တွင်းမှာတော်လိုင်းကောင်းဆောင်တယောက်လိုအပ်လာပါလို့ဆိုတာအဲ့စကားလေးကိုကျွန်တော်အနေနဲ့မှတ်သားထားပါတယ်မှတ်တမ်းလေးကျွန်တော်ပြောပါတယ်ဒီလိုပါပါတယ်အဲ့တော့ကျွန်တော်ကပြောနေကြဒီမိုကရေစီလိုချင်တယ်လူ့ခွင့်လိုချင်တယ်ကျွန်တော်ဗစန်းနဲ့ပြောနေတယ်များလူချင်တယ်ပြောနေတယ်ပုံဖတ်ဆိုရောက်တော့ဟုတ်ဘုရားရှိခိုးပြီးတော့ဆူတောင်းနေတယ်မရဘူးကျွန်တော်ဘုရားပုတ်ခတ်တာမဟုတ်ပါဘူးသို့တော့ဒီမိုကရေစီလိုချင်မှလို့ကျွန်တော်သွားဆူတောင်းနေတယ်မရဘူးလည်းလို့ထီထိုးထီပေါက်ချင်ပါတယ်ဆိုရင်တော့ဆူတောင်းနေလို့မရဘူးလည်းလို့ထီတော့ထူတော့ဒီလက်မှတ်တစ်စုံတော့ပဲဟုတ်မှာဒါပါလေလက်တွေ့ကြတယ်လုပ်တယ်ဆိုတော့ကျွန်တော်အဲ့တော့ကျွန်တော်နိုင်ငံအတွင်းမှာဒီမိုကရေစီနဲ့လူ့အခွင့်အရေးရရှိဖို့ငြိမ်းချမ်းမှုရရှိဖို့ဆိုတာကကျွန်တော်တို့ကိုယ်လုံးယူတာရပါဒေါ်ဆန်းစုရှိတာပဲဒေါ်ဆန်းစုလုံးနေမယ်တော်လည်းကောင်းတော်ရှိတာသူလုံးမယ်တို့မရဘူးအားလုံးမှာတာဝန်ရှိပါတယ်ဒေါ်ဆန်းစုကြည်ပြီးခဲ့တဲ့2020ခုနှစ်နိုဝင်ဘာလ23ရက်နေ့မှာနေအကျယ်ကျုံးကနေ9နှစ်လောက်ကြာနေတာနေပြန်လည်လွတ်မြောက်လာတဲ့အချိန်မှာသူစပြောတာတက်လာတယ်။ဒါဆိုရင် GDP တက်တယ်။ဒီ GDP ကိန်းဂဏန်း figure တွေမှာတော့တက်တယ်။တယောက်ကို$နဲ့ဆိုရင်10ယောက်တက်တဲ့$10ရှိတယ်။$10ကနေ$50ဖြစ်လာတဲ့အတွက်လူ10ယောက်မှာဆိုရင်တယောက်$တော့အမျိုးသားဝင်တက်လာတယ်။ဒါပေမဲ့အဲ့ဒီလူ10ယောက်မှာလူ2ယောက်လောက်ကပဲတယောက်ကို$20စီလောက်ဝင်နေပြီးတော့ကျန်တဲ့လူတွေက$စီပဲရှိအောင်မှာရှိနေတယ်ဆိုလို့ရှိရင်ဒါပြောချင်တယ်ကျွန်တော်ဆိုလိုချင်တဲ့သဘောကမြန်မာနိုင်ငံမှာတရားစာတတွေပုံထွက်လာတယ်နိုင်ငံဝင်ငွေတွေအများကြီးရှိလာတယ်သို့တော်ကြားတယ်သူဟလာတန်း60ဒီပါလောက်ရှိတယ်ပြည်သူလူထုမှာ90%လောက်ကငတ်မှုထုံးခေါင်းပေါင်းမှုတွေဟလာအလုပ်ကရှားပါမှုတွေဝင်ငွေနဲ့ထွက်ငွေမမျှတမှုတွေစီးရဲချမ်းသာကွာမှုဒီပြဿနာတွေကြုံနေရတယ်။တစ်သေးတော့ပေါ်တယ်ဆိုတဲ့ဟာကလူကြီးကအများနဲ့အဲ့တော့ကျန်တဲ့လူတွေကဒီ$လောက်ပဲဝင်တဲ့ GDP က$လောက်ပဲရှိတယ်။ဒါပေမဲ့ထိုက်ကလူတွေကဟလာသူတို့စစ်အာဏာရှင်တွေသူတို့နဲ့ပတ်သက်တဲ့မိသားစုအတိုင်းဝိုင်းတွေကဝင်ငွေတွေကအယမ်းမြင့်ဟလာဒါဆိုရင်ဒီတိုင်းကြီးကဖွံ့ဖြိုးတိုးတက်တယ်ပြောလို့ရတယ်။ပြောလို့မရဘူး။ဒါကျွန်တော်တို့ဗာလဲဆိုတော့အာဏာရှင်တွေရဲ့နိုင်ငံသူနိုင်ငံသားတွေကဘာသူကဘာသားတွေလှည့်စားမှုတွေဒါတွေကျွန်တော်ညင်ပြောက်ကိုကြည့်ပါတယ်။နောက်တစ်ချက်ဒီနေရာမှာကျွန်တော်ဂျားပြတ်ပြောချင်တယ်ကျွန်တော်မြန်မာနိုင်ငံသူနိုင်ငံသားတွေဗမာတွေပေါ့ဗျာအများကြီးရတယ်။အာဏာရှိတဲ့လူတွေနဲ့ဘိတ်စီအပေါင်းအသင်းဖြစ်ပြီးပေါင်းတင်ဆက်ဆံပြီးစီးပွားရေးလုပ်ကိုင်မှုလေးရှာမယ်ဆိုရင်ကျန်တဲ့လူတွေတော့ဘယ်လိုထည့်မလဲတော့ဆိုတော့အဲ့ဒါဆက်ရအောင်ကောင်းတယ်ဘယ်သူသိမသိမှာပြီးတဘာဝလူရှိရင်တော့လူအများမှာ90%လောက်ငတ်နေပြီးတော့10%လောက်ပဲရှိတယ်ဆိုတော့ဒါလူမှာပဲလူတော့အပြစ်တော်မှပြောစားရမရှိလူမှာပဲရိုးလူများဓမြတိုက်လာပဲဓမြတိုက်လို့များလူသက်မှာဒါတဘာဝပဲခင်ဗျားတို့ကျွန်တော်တို့ဘိုက်ရန်စားနေတစ်ဖက်အိမ်ကတော့စီးထုံးမနေနဲ့ပြီးပြီဆိုကျွေဘဝနေထိုင်စားတော့ကျွန်တော်တို့တွေကတော့အခုလို့ရှိရင်နော်ကိုယ့်ကိုစောင်းလုံးမကြလို့စောင်းလုံးမလုံးချင်လို့ဟလာတချို့မင်းတို့ထမင်းကတော့ဒါလည်းရှော့ခိုင်းနိုင်တယ်ဟုတ်တယ်လေဒါမှမဟုတ်စီနေကိုလုံးတော့မစားမှာနော်ကိုလုံးမလုံးချင်မင်းနဲ့မစားလို့ဟိုစားအလုံးတော့မလုံးချင်စားရတယ်ဆိုတာဒါဟောကြတယ်ကိုရီးယားကကိုရရှိလာတဲ့ဝင်ငွေပေါ်မှာကိုယ့်ကိုစီးနဲ့စနစ်နဲ့နေထိုင်စားတော့ထိုးဆွဲမှုမလုပ်ဘဲနဲ့စနစ်မကျဘဲနဲ့နေတော့စီးရင်ဝေးတာဒါပြဿနာရှိတာတက်တယ်တို့တော့ရေမှုရတာကျွန်တော်ပြောတာဒါပေမဲ့တိုင်းပြည်တပြည်ရဲ့